relationship တစ်ခုမှာဒေါသထွက်တိုင်းလက်ပါတဲ့လူမျိုးရှိလားအဲ့လိုမျိုးရှိရဆိုလို့ရှိရင်ဒီ video လေးကိုစောင့်ကြည့်နော် relationship တစ်ခုမှာဒေါသထွက်တိုင်းလက်ပါတတ်တာကဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင်ပထမအဆုံးအချက်အနေနဲ့ကိုယ့်ရဲ့ဒီ emotional regulation ကိုပေါ့နော် control မလုပ်တတ်တာပေါ့ကိုကဒေါသထွက်တဲ့အချိန်တိုင်းမှာပေါ့နော်ကိုယ့်ရဲ့ emotion ကို control မလုပ်နိုင်တဲ့ခါကျတော့ကိုကဒေါသထွက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒေါသကိုစကလုံးအနေနဲ့ဖော်ပြရမယ့်အစားဒီ action အနေနဲ့နော်လက်ပါပြီးတော့မှဖော်ပြတတ်တာမျိုးကြီးဖြစ်သွားတယ်ပြီးတော့နောက်တစ်ချက်အနေနဲ့ကတော့ child learning ပေါ့နော်ငငယ်တုန်းကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဖေနဲ့အမေကအမြဲတမ်းရန်ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကြီးကြောင့်မလို့ကိုကဒီ violence ကို normal လို့ထင်သွားကွာအဲ့ကြောင့်ဒေါသထွက်ပြီဆိုလို့ရှိရင်ရိုက်လို့ရတယ်ဆိုရဲဒီ pattern ကြီးကိုလည်းကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့မှ learning လုပ်လာပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဒီ control and powerful ဖြစ်ချင်တာပေါ့နော်ဒီ relationship မှာနေငါနဲ့ကြိုက်နေတယ်ငါနဲ့ချစ်နေတယ်ဆိုလို့ရှိရင်နေငါပြောသမျှကိုနားထောင်ရမယ်ငါရဲ့ control အောက်မှာနေရမယ်ငါပြောတာပဲနေလုပ်ရမယ်ဆိုတာမျိုးပေါ့တကယ်လို့ तू ကအဲ့လိုမျိုး control မရခဲ့ဘူးဆိုလို့ရှိရင်ဒေါသကြီးအရန်ထွက်လာပြီးတော့အဲ့ဒါကလက်ပါပြီးတော့မှာပေါ့နော်ဒီလိုမျိုး abuse လုပ်တဲ့ထိဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်ပေါ့ဒီ trauma တွေနဲ့ဒီunresolved pain တွေပေါ့နော်ကိုအရင်တုန်းက relationship နဲ့ပတ်သက်ပြီးတော့မှကိုခံစားခဲ့ရတဲ့သစ္စာဖောက်မှုတွေပြီးတော့မှ reject ပေါ့နော်ကို reject လုပ်တာတွေကို abuse လုပ်တာတွေကဒီဟာတွေကကိုတော့ trigger ဖြစ်စီပြီးတော့ပေါ့နော်ဒေါသထွက်လာတဲ့ခါတိုင်းမှာ reaction အနေနဲ့ကကြတော့ဒီလိုမျိုးလက်ပါတာကြီးဖြစ်သွားတာပေါ့နော်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ insecurities ပေါ့နော်မလုံခြုံဘူးလို့ခံစားရကိုကအချစ်မဟုတ်တော့ဘဲနဲ့ကွာ तू ကငါ့ကိုများထားသွားခဲ့လို့ရှိရင်ငါက तू နဲ့မလုံ तू ကငါနဲ့များမလုံတော့ဘူးလို့ခံစားခဲ့ရလို့ရှိရင်ဆိုအတွေးရင်းနဲ့ပေါ့နော်ကိုမလုံခြုံဘူးအဲ့ဒီတော့ကိုယ့်ရဲ့ emotion တွေနဲ့သူ့ကိုပိုင်ဆိုင်လို့တဲ့စိတ်တွေကနောက်ဆုံးမှာ violence ဖြစ်သွားတာကွာအဲ့လိုမျိုးတွေကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ပေါ့နော်trigger တွေကြောင့်ဖြစ်တာပေါ့နော်ကိုအရင်တုန်းကကိုခံစားခဲ့ရတဲ့အရာတွေအဲ့ trigger တွေကြောင့်ဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကတော့ဒီ accountability ပေါ့နော်ကိုဒီဒေါသထွက်တာကိုဒေါသထွက်လို့လက်ပါတာကွာကိုတာဝန်မယူပေါ့နင်းကြောင့်မလို့လေနင်ပြောတဲ့စကားတွေကြောင့်ငါဒေါသထွက်တာနင်ရဲ့လောက်ရကြောင့်ငါဒေါသထွက်ပြီးလက်ပါရတာအဲ့ဒါနင်းကြောင့်မလို့ဖြစ်ရတာဆိုတာမျိုးပေါ့လွှဲချတာပေါ့နော်အဲ့လိုမျိုးဖြစ်တာတကယ်တော့ဒေါသထွက်တိုင်းလက်ပါတယ်ဆိုတာကချစ်ချင်းမြတ်တာလည်းမဟုတ်တယ်လို့ accuse လည်းမဟုတ်ဒါကလုံးဝကြီးကို physical abuse တက်ပဲကွာအဲ့တော့ကိုယ့်ရဲ့ relationship မှာဒီလိုမျိုးဒေါသထွက်တိုင်းလိုက်ပါတတ်တဲ့သူတွေနဲ့ကိုကအတူတူနေရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလူတွေနဲ့ဘယ်လိုမျိုးကို handle လုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုတော့နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့မှတင်ပေးသွားပါမယ်နော်